Hello ခောက်ဆွဲကြော်ကောင်းကောင်းကြော်တက်ရှင်လားရှားစံကြော်ကောင်းကောင်းကြော်တက်ရှင်လားအဲ့တော့အမေကြော်ပြတဲ့လူလေးကိုလာပြီးတော့မျှဝေပေးရပါရှင်အဲ့တော့ရှားစံကြော်လေးတွေအမြင်လေးတွေမပြတ်ဖဲကောင်းမှုဆိုရင်တော့ရှားစံလေးတို့တညလုံးရေးစိမ်ထားရပါမယ်ရှင်ကဲပြီးရင်တော့တေချာလေးဒီလိုလေးရေးစစ်ထားလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရှားစံလေးရဲ့ပုံမှန်ပြတ်ပေးရမှာပါပါဝင်ပစ္စည်းလေးတွေရတော့ဒီမှာပါရှင်အသားတူလေးတွေပါမယ်ဂေါ်ဘီလေးဥနီလေးတွေပန်းပွင့်လေးလိထားပါမယ်ရှင်ကျက်သွန်လေးကျက်သွန်မျိုးခွာထားမယ်တခွားသီးလေးထည့်မယ်ကြက်ဥဘဲဥထည့်မယ်ပြီးရင်လည်းကြက်သားပါမယ်ကဲအသားတူလေးပေါ့နော်ကဲကြက်သားလေးတွေကိုအမြင်လေးတွေမှထားလိုက်မယ်ကဲအစင်သစ်ဖြစ်ပြီဆိုရင်တော့ကြာစံလေးတွေကိုရတာမှောက်နေနဲ့နေပါမယ်ရှင်ပဲငံပြကြီးအနောက်ထည့်ပါတယ်ပြီးရင်တေချာလေးနဲ့ဖက်လိုက်မယ်ပေါ့နော်ရတာမှောက်နေကိုကြိုက်တဲ့ရတာလေးတိုင်ရအောင်တေချာလေးထည့်ပြီးတော့မှနှစ်နှစ်ဆက်ဆက်လေးနေလိုက်ပါမယ်ရှင်ကဲပြီးရင်တော့ခ ्यू စီလေးပါထည့်ပြီးတော့နေလိုက်ရင်ဒီလိုလေးရသွားပါပြီเนาะအဲ့တော့ကြာစံကြော်ကလုံးဝအမြင်မပြတ်ပါဘူးเนาะကဲစပြီးအကုန်လုံးရပြီဆိုလို့ရှိရင်တော့ကြာစံကြော်ကိုစတင်ပါမယ်ရှင်စက်သွန်လေးပြီးထားလိုက်ပါတယ်ရပြီဆိုရင်တော့အရင်ဆုံးစက်သွန်ချင်းနဲ့အရင်ဆုံးစီတက်ပါလိမ့်ရှင်ပြီးတော့မှဒီစီတက်တာလေးအမြင်လေးလည်းမှုန်းလာပြီဆိုရင်တော့မှတက်သားလေးထည့်ကြပါမယ်ရှင်ကဲစက်သွန်လေးလည်းနွမ်းလာပြီတက်သားလေးလည်းကျက်သွားပြီဆိုရင်အသားတူလေးထည့်ပါတယ်အသားတူပြီးတော့မှအရွက်တွေကိုနည်းနည်းလေးမာနဲ့အပွင့်ပန်းပွင့်တို့ဒီပဲဒီတို့ပေါ့နော်သူတို့ကိုဂေါ်ဘီတို့ကိုအရင်ဆုံးထည့်ကြပါလိမ့်ရှင်ဒါလေးတွေအကုန်လုံးနူးပြီဆိုတော့မှဟောင်းလာဥနီလေးပါလို့ပေါ့နော်နည်းနည်းပို့ပြီးတော့မှနူးတယ်အရင်နူးစရာမလိုတဲ့အရွက်လေးတွေကိုထည့်ကြမှာဖြစ်ပါလိမ့်ရှင်ဟောင်းလောင်းနေလေးထည့်ကြလိုက်ပါမယ်နော်ဟောင်းလောင်းနေကအမြင်လေးတွေစထားရဆိုရင်စိုင်းကြော်တိုင်းရမှာပါနော်ကဲရတာမြည်ပြီးတော့မှကိုလိုတဲ့သိန်းငံပြားကြီးအနောက်ဒီစီလေးပါလို့လိုထက်ထည့်လို့ရပါတယ်ပြီးတော့မှကြာစံထည့်ပြီးတော့မှွေလိုက်မယ်ဆိုလို့ရှိရင်ကြာစံကအရန်ကြာကြီးကြော်ရနေတော့ဘူးပေါ့နော်ညစိန်နိုင်ရှင်နေစစ်ပြီးပါတယ်ကဲဘဲကျုပ်ကြော်ပါမယ်ရှင်ဘဲကျုပ်ကြော်ပြီးလို့ရှိရင်လုံးဝပွာလာပြီဆိုလို့ရှိရင်ကြာစံနဲ့ထည့်ဖို့ရည်ရည်ပါတယ်ကဲအဲ့တော့ဒီမှာဒါလေးကတော့အရှင်တော့တုတ်ဖို့တော့ပါကြာစံကြော်ရည်ပါရှင်ကဲအဲ့တော့ခောက်ဆွဲလေးလိုပဲပေါ့နော်ခောက်ဆွဲကိုလည်းအဲ့လိုပဲပြုတ်ပြီးလို့ရှိရင်အနေတော်လေးချမယ်ပြီးတော့မှပဲငံပြားကြီးအကြည့်အနောက်ကြိုက်တဲ့ရတာမောက်စသားမောက်ထည့်နေခ ्यू စီလေးပါထည့်နေပြီးကြာစံကြော်လိုပဲတစ်စင်းကြော်လိုက်ပါမယ်ရှင်ကဲအရှင်တုတ်ပါပြီမောင်လာဥနီဂေါ်ဘီကိုကြိုက်တဲ့စက်တော်မိန်နဲ့ပင်ထည့်ပြီးတော့မှအရှင်ညစ်ပြီးတော့စုံတုတ်လေးလည်း ready ပါပဲရှင်ကဲအဲ့တော့ကြာစံလေးတွေကိုဒါအနီနာချင်းလေးတွေကိုအမေကညီမလေးမွေးနေတဲ့ဝေပေးတာပါရှင်အားလုံးမတက်တာပါအဆင်ပြေကြပါစေ